ဒီလိုတရားနာပရိသတ်ကြီးစကားတစ်လုံးထွက်ပြီးတော့ကြောင်းပြန်ရောက်တော့ကမ္မထံတရားတွေကြိုးစားအထုတ်လိုက်တာအာသဝကုန်ခန့်၍ယဟန္တာဖြစ်တော်မူအဲပရိသတ်ကြီးဘာဖြစ်သွားတော့ယဟန္တာဖြစ်တော့အဲ့ဒီခင်းကမြင့်နာမဘရင်သူ့ရဲ့အာယုသင်္ခါရကြည့်ပြီးတော့ပြိဋိဘံဆံရပါပြီယဟန္တာကြီးပြိဋိဘံဆံဝဲဆိုတော့လုံလိုက်တဲ့ဆင်းရှင်တွေပြတ်တတ်တွေတလားတွေနဲ့ပူဇော်ကြနောက်ဆုံးပူဇော်တဲ့ဘွဲကြီးဆိုတော့စီလဲစီကားပေသပေါ့ခင်ဗျားတို့ဖြူမြို့ဟိုနာယကဆရာတော်ကြီးပြန်လွန်တော်မူတော့ကစီကားတာလောက်နဲ့ယဟန္တာကြီးစီကားတာကိုမှန်းကြည့်သိနိုင်ပါဗျာဒီလိုနဲ့တရားနာပရိသတ်ကြီးအမေနဲ့နှမကလည်းဘိက္ခုနီမဘဝနဲ့ဩတို့သားလေးမတွေ့ရတာကြာလှပြီဆိုပြီးတော့စိတ်ပြေလက်ပြောက်ရှောက်ပြီးတော့လာလိုက်ကြတာတရားနာပရိသတ်ဇာပနာဝေကြီးနာရောက်ဟဲသမီးလူသားနဲ့ဆူညာလို့ဘာဒီပါလိသမီးဟိုအမေနဲ့သမီးနဲ့တူလာတာသမီးလည်းမေးကြည့်ရမှာပေါ့တကားကြီးဖေရဘာတော့ဖေရဒါဘာဝဲတော့တကားကြီးမှန်လားပါဖေရဒီပွဲကခင်းကမြင်နာမှာ၃နှစ်တိုင်တိုင်းစကားမပြောပဲကျင့်တယ်ခင်းကတိရိယယဟန္တာမထေရီပြိဋိဘံစမ်းလို့နောက်ဆုံးပူဇော်ပွဲကြီးပါဖေရဟောအမေယဟန္တာကြီးပူဇော်ပွဲတယ်မင်းရဲ့ဟောကြလိုက်ကြသမီးရဲ့လာလာအမေတို့သွားဖူးကြစို့သမီးကလေးပခုံးလက်ကိုင်းလို့သမီးလေးကရှေ့ဆောင်လို့မျက်စိကလည်းမှုန်လာရှာပြီလေဖွာအိုကြီးဘွားရောက်တော့သွားရင်နဲ့ဟဲသမီးအမေဘယ်လိုမှမအောင်မင်းနဲ့နော်ညီကိုတော်ဘုရားအနတ်နဲ့တူလိုက်တာသမီးရဲ့ဟုတ်ပါတယ်မေရဲ့သမီးလည်းဘယ်လိုမှမအောင်မင်းနဲ့နော်အကူတော်ဘုရားအနတ်မှာပဲမေရဲ့အေးယဟန္တာကြီးဖူးပြီးတော့မှအမေတို့ရှောက်ရှားကြတာပေါ့သူ့တာမလည်းမသိဘူးဒီလိုနဲ့ယဟန္တာကြီးဓာတ်တော်ယုတ်ကလနာရောက်တော့လက်အုပ်ချီပြီးတော့အမေတယဟန္တာကြီးရဲ့ယုတ်ကလဓာတ်တော်ပဲမေရဲ့ဖူးတော့အမေလို့သူကဖူးနေတော့သမီးကလေးကငြိမ်မနေဘူးထိုင်ရာကထားပြီးလောင်းတိုက်တွေစင်နေပြတ်တတ်တွေတလားတွေလှမ်းမျောကြည့်သမီးမငြိမ်တယ်လို့အမေကလည်းငြိမ်မထိုင်မနေဘူးမတ်တရပြီးတော့ယုတ်ကလဘေးခေါင်းရင်းကကတ်လို့မျက်နှာတော်လွှမ်းထားတဲ့သင်္ကန်းစာလေးလှမ်းကြည့်လိုက်ကြတဲ့ကိုကအားရရော့အလိုဖယားငါသားရဲ့မျက်နှာလေးနဲ့တူလိုက်တာဟုတ်များနေမလားတိခြားနဲ့ငုံကြည့်ဟုတ်ပါတယ်သားလေးနဲ့တူပါရဲ့လူကလေးခေါ်မဖြစ်ဘူးမခေါ်ရဲတာသားဟုတ်ရင်တော်ပါရဲ့မဟုတ်ရင်ယဟန္တာကြီးလာပြီးသားစွတ်ဆွဲရမလားလို့ဆွဲထုတ်မှအကြောက်သားဟဲ့သမီးမေလာကြသမီးကြည်စားညီကူတော်ဖျားနဲ့မျက်နှာလေးနဲ့တူလိုက်တာအမေမျက်စိမှုံလို့လားမသိပါဘူးသမီးရဲ့ဒီထဲကလေးမလေးကသေချာငုံကြည့်ဟောဟုတ်ပါပြီမေရဲ့ကိုတော်ဖျားပါပဲမေရဲ့ကိုတော်ဖျားပါပဲမေရဲ့ဟင်ပါလူကလေးလူစိမ်းသားကြီးအမလေးမြည့်ရဆွေရလို့တုံးပြီးတော့ဒုက္ခတွေရောက်စဉ်အခါတုန်းကငါသားတယောက်တည်းခံစားရတာမဟုတ်ပါဘူးအဲ့ဒီဒုက္ခတွေခံစားတော့ကအမေလည်းပါပါတယ်သားရဲ့ဟောဒီမင်းနှမလေးလည်းပါတယ်သားရဲ့ခုတော့လေဒုက္ခကိုတွင်းကလွတ်အောင်ယုံတဲ့အခါကျမှငါသားကြီးတစ်ခါရဲ့ယုံထွက်ရပါပဲရဲ့ယဟန္တာကြီးဆိုပါရတဲ့တရားတွေအမေတို့ထားပြီးတော့ပြတော်မူပါအောင်တော်လားလူကလေးပါရဲ့လူစိတ်သားကြီးရဲ့အမေတို့တရားမှတွေပြပြီးတော့မသွားနိုင်တော့ပါလားဒုက္ခဖြစ်တဲ့တတ္တဝါချင်းအတူတူအခုတော့တပါးရဲ့ယုံတဲ့အမေအိုနဲ့နှမကိုတရားမှတွေပြပါအောင်တော်လားသားရဲ့လို့အမေအိုကြီးကဇော့ငိုနှမလေးကလည်းအကူတော်ဖယားရင်မပေါ်မျက်နှာအပ်ပြီးတော့ငိုနောက်ဆုံးကြတော့အမေလို့သူကရုပ်ကလပ်ပေးကကတ်လို့အနိစ္စဗိဇနာဟုထိတ်စရဓမ္မမလေးတဲကြောက်စရာကောင်းတဲ့အနိစ္စတရားပါလားယဟန္တာဟာကြီးတော်မှလည်းမထားအမေနဲ့နှမကိုတွေ့ခွင့်မပေး
တရားလေးတစ်ပုဒ်လုံးမှလည်းဟောမပြနိုင်ခုတော့လေဟောဒီလောကကြီးတဲ့ကနေပြီးတော့အမေနဲ့နှမကွယ်အောင်ပြုတ်ပြီးတော့တပါးတည်းခေါ်သွားရဲ့လေချင်းတာရဲ့အမေတို့တရားသမားတွေမနာရတော့ပါလားရဲ့လို့